အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Cyrus ပါ Cyrus TV မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့မတွေ့ရလဲတော်တော်ကြာပြီကျွန်တော်နောက်ပိုင်းကိုလည်းဗီဒီယိုတွေအများကြီးလုပ်သွားပေးဖို့ရှိပါတယ်ကျွန်တော်မတွေ့တဲ့ဒီချားထဲမှာကျွန်တော်ကင်မရာအသစ်လဲလိုက်တယ်အခုရိုက်တဲ့ဟာဆိုရင်ကျွန်တော်ကင်မရာအသစ်နဲ့ရိုက်ထားတာပို့ပြီးတော့ quality ပိုကောင်းတယ်ကင်မရာအသစ်လဲလိုက်တယ်ပြီးသွားရင်ကျွန်တော်တချင်းတီးရတဲ့အလုပ်လေးတွေနည်းနည်းဒီချားထဲမှာများတယ်ပေါ့နော်ကျွန်တော်996ဘက်ကတီးနေရတဲ့အလုပ်လေးပို့ပြီးများတာပေါ့နော်ဟုတ်ပြီဒါကြကျွန်တော်ဒီကြားထဲမှာဗီဒီယိုမတင်ပြတဲ့အကြောင်းကျွန်တော်ပြောပြပေးတာပါကျွန်တော်အခုဘာလုပ်ပြမလဲဆိုတော့ကျွန်တော်တီးထားတဲ့တခြင်းတွေကတစ်ပုတ်ကိုကျွန်တော် break down လုပ်ပြပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်စလိုက်ကြအောင်အဲ့ဒါကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ drum ကိုကျွန်တော်ဘယ်လိုဖန်တီးရလဲဆိုတာလေးကိုစပြီးကြည့်လိုက်မယ်ကျွန်တော် drum ကိုပထမဦးဆုံးက kit ပေါ့နော် kit ကတော့ကျွန်တော် Invest Audio က kit တွေကိုကျွန်တော်သုံးထားတယ် Invest Audio ရဲ့ Volume 2ပေါ့နော် Volume 2ထဲမှာပါတဲ့ kit တွေကိုသုံးထားတယ်ဒီဟာလေးပေါ့နော်ဒီ Invest Audio ရဲ့ Volume 2ထဲမှာပါတဲ့ drum kit တွေကိုကျွန်တော်သုံးထားတယ်ပေါ့နော်ကျွန်တော် Invest Audio က sample pad တွေတော့တော်တော်လေးကြိုက်တယ် DMB တီးမယ်ဆိုရင် Invest Audio က sample pad တွေကိုကျွန်တော် recommend ပေးပါတယ်ကျွန်တော် kick ကိုအဲ့လိုတွေသွားရတယ်ပေါ့နော်ဒီမှာပုံစံလေးနည်းနည်းဆန်းဝအောင်လို့ဒီနားလေးမှာကျွန်တော် kick ကလေးကိုနည်းနည်းအထောက်ပုံစံလေးလုပ်ထားတယ် kick ပြီးသွားရင်ကျွန်တော်အောက်မှာ snare ပေါ့နော် snare ကတော့ကျွန်တော် top section နဲ့ထည့်ထားတယ် snare ကတော့ every second beat မှာပဲကျွန်တော်လိုက်ပြီးတော့ထည့်လာတယ်ပေါ့နော် snare ပြီးသွားရင်ကျွန်တော်ကဒီဘက်မှာ hi hat တွေပေါ့နော်ကျွန်တော် hi hat တွေသုံးထားတယ်ပြောရင်ဒီမှာဒါကတော့ open hat ပေါ့နော် open hat ပြောရင် close hat ကိုကြားတော့ကျွန်တော်ကမတူအောင်လို့ interchain လေးနဲ့ဒီလိုလေးပုံစံလေးသုံးထားတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော် hat နောက်တစ်မျိုးပေါ့နော် hat နောက်တစ်မျိုး right လို့ခေါ်တာပေါ့နော်ဒီကောင်ကိုကျွန်တော်က first နဲ့တက်မှာကျွန်တော်လိုက်ပြီးတော့သုံးထားတယ် first beat နဲ့တက်ပြီးမှကျွန်တော်လိုက်ပြီးသုံးထားတယ်ဒီပုံစံမျိုးကိုကျွန်တော်ဒီမှာတော့ဖန်တီးထားရပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တစ်စုတည်းကျွန်တော်နားထောင်ကြည့်အောင်ဒါဆိုလဲကျွန်တော်တို့ပြည့်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကကြတော့အများနဲ့ကျွန်တော်သုံးနေကြပုံစံလေးတစ်ခုတော့ရှိရဲကျွန်တော်ကဒီ top loop တွေကိုကျွန်တော်နောက်ကနေပြီးတော့ back end နဲ့ထပ်ပြီးတော့ထည့်တဲ့သဘောမှာရှိရဲကျွန်တော်သုံးတဲ့ top loop ကဒီမှာနှစ်ခုသုံးတာပေါ့နော်ဒီကပထမတစ်ခုဒါလေးကကြတော့ဒီကတစ်ခုဒီ top loop တွေသုံးတဲ့နေရာမှာကြာရင်အနေနဲ့တော့အရေးကြီးရပါတော့ဒီ top loop နှစ်ခုကလည်းဆင်တဲ့ဟာမျိုးသုံးရမယ်ပြီးသွားရင်ကျွန်တော်အပေါ်မှာလောက်ထားတဲ့ top section တစ်ခုလုံးနဲ့လည်းဆင်တဲ့ဟာမျိုးကိုရွေးချယ်မှသာ top loop တွေနဲ့တွဲသုံးရတာလှတာပေါ့နော်ဒီတိုင်းမတူတဲ့ဟာရွေးချယ်လိုက်လို့ရှိရင်အဲ့ဒါရတော်တော်လေးကိုမလိုက်ဖက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါကျွန်တော်ဒီ drum and bass drum တွေအကုန်လုံးကိုကျွန်တော်နားထောင်ကြည့်လိုက်အောင်ကိုဒါကတော့ကျွန်တော်ဖန်တီးထားတဲ့ drum and bass ရဲ့ drum section ပေါ့နော် drum section လေးပါပြီးသွားရင်ကျွန်တော်ဒီမှာနောက်တစ်မျိုးထပ်ပါသေးတယ်ကျွန်တော်4x4 drum and bass လေးထပ်ပြီးပါသေးတယ်အဲ့ဒါလေးကတော့ဒီဘက်အနောက်မှာပေါ့နော် 4x4 ဆိုတဲ့အတိုင်းပဲ 4B လုံးမှာကျွန်တော်တို့ kick ကိုလိုက်ထားမယ် kick ကလည်းကျွန်တော်မတူတာလေးသုံးထားတယ်ကျွန်တော် Invest Audio လေးရပဲပြီးသွားရင်ကျွန်တော် top loop လေးတစ်ခုကိုသုံးထားတယ်ပြီးတော့ကျွန်တော် clap ကိုထည့်ထားတယ်နောက်ကျန်တဲ့ရှစ်ပါပေါ့နော် clap ကိုထည့်ထားတယ်ပြီးတော့ကျွန်တော် hi hat လေးသုံးနာမယ်စာသုံးဖွင့်ပြီးနားထောင်ကြည့်လိုက်မယ်ဒီမှာကျွန်တော် top loop ဝင်လာပြီဒီမှာ clap နဲ့ကျွန်တော်တို့ hi hat တွေဝင်လာပြီပေါ့နော်ကျွန်တော် point လို့ဆက်ရှင်လေးကိုအဲ့တိုင်းလေးဖန်တီးထားပြပါတယ်ကျွန်တော်ခုနက drum နေပြီးသွားပြီဆိုတော့အခု bass တွေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ပေါ့နော် bass မှာကျွန်တော်သုံးတာကပထမဆုံးတော့ကျွန်တော်ပြောချင်တာက mid bass ပေါ့နော်ဒီသချင်းမှာကြာတော့ mid bass ကအရန်ကို distortion ဖြစ်နေတဲ့ mid bass မျိုးတွေအရန် FM ကိုအရန်ဖြစ်နေတဲ့ mid bass မျိုးတွေသုံးလို့အဆင်မပြေဘူးပေါ့နော်ကျွန်တော်ဒီ mid bass တွေကတော့ Invest Audio က sample pad တွေကိုပဲကျွန်တော်သုံးထားတယ် Invest Audio တွေက mid bass 3ပေါ့နော် mid bass 3ကကြာဒီလိုပုံစံလေးပေါ့နော်
ပြီးသွားရင်နောက်တစ်ခုကကြတော့ကျွန်တော်ရဲ့ sound design ပေါ့နော် sound design maybe တခုကိုကျွန်တော်သုံးလာတယ်ဒါကြဒီကောင်ကြတော့ကျွန်တော်တို့ဟိုပါပေါ့နော် FM back ကိုအရင်မရောက်ဘဲနဲ့ FM နည်းနည်းလေးပါအောင်ဒီလောက်လေးဖြစ်နေတဲ့ maybe မျိုးစားမျိုးကိုကျွန်တော်သုံးလာတယ်နော်ဒီနှစ်ခုကိုကျွန်တော်ပေါင်းပြီးနားထောင်လိုက်မယ်ဆိုရင်အဲ့လိုတိုင်းထွက်တယ်ကျွန်တော်တို့ပြီးတော့ရင်ဒီကတော့ set bay ပေါ့နော် set bay ကကြတော့အခုကျွန်တော်ပြနေတဲ့ပုံစံမျိုးပဲ set base ကတော့ရိုးရိုး set base ကိုပဲကျွန်တော်သုံးတယ်ဒီတစ်ချက်မှာတော့ဒီ set base ကကြတော့ all in one သုံးလို့ရတဲ့ set base မျိုးပေါ့နော်ဘယ်မျိုးသားမျိုးသွားပြီးသုံးလို့ရတဲ့ set base မျိုးစားမျိုးပေါ့ပြီးတော့ရင်ကျွန်တော်တို့နောက်မှာ 4x4 တွေရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ 4x4 အတွက်ဆိုရင်ကျွန်တော် 4x4 base ကိုကျွန်တော်ဆက်ပြီးတော့သုံးလာတယ်အပေါ်နေတဲ့ account လေးကိုထည့်ပြီးတော့သုံးလာတယ်ပေါ့နော်ကျွန်တော် base ကိုနားထောင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာရှေ့မှာတော့ drum and bass ကပေးပါနော် base ရအဲ့လိုပုံစံမျိုးသွားတယ် base ကိုကျွန်တော် side chain ပေးတယ် side chain ကိုတော့ကျွန်တော် kilohertz က side chain နေပဲကျွန်တော်ပေးရနောက်တစ်ခုကျတော့ကျွန်တော်ဗာသုံးလဲဆိုတော့ဒီ plugin လေးပေါ့နော် The Masker ဆိုတဲ့ plugin လေးအကောင်လေးက free ပါ side chain plugin လေးတစ်ခုပဲပေါ့နော် The free plugin လေးပါ side chain လေးကိုပြရမယ်ဆိုရင်ဒီမှာကကျွန်တော်သုံးလိုက်တာ side chain လေးပေါ့နော်ကျွန်တော်ခုနကလောက်ထားတဲ့ bass နဲ့ drum နဲ့ကိုပေါင်းပြီးတော့နားထောင်ကြည့်မယ်ပေါ့နော်ကျွန်တော် bass ကိုလည်းဖွင့်လိုက်မယ်side chain တွေကတော့ကျွန်တော်ဒီလိုမျိုးဝင်လာတယ်ပေါ့နော်ကျွန်တော် 4x4 ဘက်ကိုသွားပြီးတော့နားထောင်ကြည့်မယ်ဒါအဲ့တော့ bass နဲ့ drum ကိုကျွန်တော်လုပ်ထားတဲ့ပုံစံလေးပဲဖြစ်ပါတယ်ကျွန်တော် bass နဲ့ drum ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီမှာထပ်ပြီးတော့ဒီ bass ပဲပေါ့နော်ကျွန်တော် one bass လေးကိုကျွန်တော်ထပ်ပြီးတော့သုံးထားတယ် one bass ကတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသုံးထားတယ် one bass ကိုကျွန်တော်ဒီမှာရှေ့သုံးမှာသုံးထားတယ်ကျွန်တော်ခုနကဒီဘက်မှာရှေ့မှာခြံခဲ့တာလေးရှိရဲအဲ့ခြံခဲ့တဲ့နေရာလေးတွေကို one bass ကဝင်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သုံးထားတယ် one bass ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ counter melody လို့ခေါ်တာပေါ့နော်ကျွန်တော် counter melody ကိုကြောက်ကျွန်တော်ရိုးရှင်းမဲ့လုပ်ထားတယ်ဒီလိုပုံစံမျိုးလေးပေါ့ဒီဘော counter melody ကကြတော့ bass ပေါ့နော် bass ကိုကျွန်တော်က low တွေကိုကပ်ပြီးတော့ကျွန်တော်သုံးထားတယ်အောက်က counter melody ကကြတော့ကျွန်တော်တို့ program ရှိရဲ့မြန်မာဘုံပေါ့နော်မြန်မာဘုံကိုကျွန်တော် high pitch တွေတင်ပြီးတော့ကျွန်တော်အသုံးပြုထားတယ်ဒါလေးအားလုံးကိုကျွန်တော်တို့ပေါင်းပြီးတော့အားလုံးတစ်ခေါက်ပြန်ပြီးတော့နားထောင်ကြည့်လိုက်မယ်အခုနောက်ကြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ဟာတော်တော်လေးပြည့်သွားတယ်လို့ခံစားရပြီပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီမှာပတ်ပေါ့နော်တပတ်ကိုမှကျွန်တော် plug ပုံစံမျိုးလေးသွားတဲ့ကောင်လေးကိုကျွန်တော်ထည့်ပြီးတော့သုံးလာတယ် break down တချင်းရဲ့ break down နေရာတွေမှာပေါ့နော်အနောက်က break down မှာလည်းကျွန်တော်ထည့်ပြီးတော့သုံးလာတယ်ဘေးလက်ကတော့ကျွန်တော်ကတော့ပထမဦးဆုံးဘေးလက်အနေနဲ့ဆိုရင်ကျွန်တော်ဒီ snare တွေကိုကျွန်တော်အများနဲ့ drum and bass တီးလို့ရှိရင်ဒါမျိုးကအများလုပ်တတ်တယ် snare ကိုကျွန်တော်snare ကိုလုံးဝတိုးရနေပြီးဘောလုံးဆိုင်ချိန်ပေါ့နော်တိုးရနေပြီးကျယ်လာတဲ့ပုံစံမျိုးနဲ့ကျွန်တော် snare အဲ့လိုအစိတ်ကိုကျွန်တော်အမြဲထည့်ရတယ်ပြီးတော့ရင်ကျွန်တော်ကရိုးရှင်းပါပဲ Invest Audio တွေကဘေးလက်တွေကိုကျွန်တော်ယူပြီးတော့တုံးလာတယ်ပေါင်းပြီးတော့အဲ့ဒီမှာဒီလိုမျိုးဖိုးဘေးလက်တစ်ခုရတယ်ပေါ့နော်ဒီမှာ riser နောက်တစ်ခုကတော့အဲ့လိုသုံးလာတယ်ဒါကတော့ break down ကြရနေရပါတော့အဲ့လိုပဲလေဒါတော့ဘေးလက်ကကျွန်တော်သုံးလာတဲ့အရာလေးတွေပဲဖြစ်ပါတယ်ပြီးတော့ရင် fade အနေနဲ့ကျတော့ကျွန်တော် Invest Audio တွေက fade ကိုပဲကျွန်တော်သုံးလာပြန်ပြီးသုံးလာတယ်တကြံတစ်ချင်းနဲ့ဖြစ်နေတော့ကျွန်တော်တို့တကြံတိုးထည့်ခြင်းတယ်တကြံတိုးကိုကျွန်တော်မှာ program တီးဖို့အားလေးရှိရပါတော့ sample လေးရှိရဒါပေမဲ့တကြံတိုးကိုကျွန်တော်က sample မတီးခြင်းဘူးမြန်မာအတန်လေးဆိုတာကပေါင်းလို့မရဘူးရတယ်ဒါပေမဲ့ပေါင်းကျင်နိုင်တော့ပေါင်းလို့မရဘူးเนาะသူကမြန်မာတန်မှာရှိတယ်ကျွန်တော်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့အပျော်ထည့်ရမယ့်နေရာမှာကျွန်တော်တို့ဘလူးဆိုင်လိုပုံစံမျိုးဖြစ်နေတာကြီးသွားထ
ထဲလို့မရဘူးတချင်းကလိုက်တာဒီအပျော်ထည့်ရမယ့်နေရာမှာဒီဟာနဲ့တော့လိုက်တယ်ဒါပေမဲ့ကိုတီးလိုက်တဲ့မြန်မာတန်ဘလူးဆိုင်ဖြစ်နေတယ်ဆိုတဲ့သဘောတရားမျိုးတွေမှာရှိတယ်ပေါ့နော်မြန်မာ instrument ဒီ artist တွေကိုလည်းကျွန်တော်လေးသားတဲ့အတွက်ကြောင့်မလို့မြန်မာ instrument ကိုအပြင်ကနေတီးပြီးတော့ထည့်မယ်ဆိုပြီးတော့ကျွန်တော် engineer ရွာသားလေးကိုထားက Logabala production ကိုကျွန်တော်ဖုန်းဆက်ပြီးတော့ကျွန်တော်ဒီမှာဒီချင်းလောက်ထားတယ်ဒါလေးထည့်ခြင်းတယ်ဆိုတော့ကိုကြီးကလည်းကျွန်တော်အများကြီးကူညီပေးတယ်အဲ့လိုနဲ့ကျွန်တော်မြန်မာအသံတွေကိုကျွန်တော်အပြင်က artist တွေနဲ့ကျွန်တော် recording လုပ်လိုက်တယ်ပေါ့နော်တကြံတိုးပေါ့နော်အဓိကတကြံတိုးကဘယ်လိုပုံစံမျိုးလေးနဲ့လိုက်မယ်ဆိုတာကိုကိုထားကကိုယ်တိုင်ကျွန်တော် arrangement ချပြီးတော့စီစဉ်ပေးပြီးတော့ကျွန်တော်ရှီကို file လေးတွေပို့လိုက်တယ်ပေါ့နော်ဒီ file လေးတွေကတော့ခုနကကျွန်တော်ပြလိုက်တဲ့ video တွေကလိုပဲသူတေချာသွင်းပြီးတော့ပို့ပေးလိုက်တဲ့ file တွေပေါ့နော်ဒါမြန်မာဘုံတွေကိုကျွန်တော်စီလိုက်တာပေါ့နော်အဲ့တော့ကိုထားကကိုယ်တိုင်ပြီးပေးတာလေမြန်မာတကြံတိုးပေါ့နော်တကြံတိုးပါတယ်ပြီးသွားရင်ကျွန်တော်ကဒီနောက်မှာနှဲပေါ့နော်ဒီနှဲလေးကိုလည်းကျွန်တော်ထည့်ခိုင်းတာနှဲရတော့ကျွန်တော် LD အနေနဲ့ပေါ့နော် lead အနေနဲ့ကျွန်တော်နှဲကိုထည့်ခိုင်းလိုက်တယ်နှဲကြီးပဲဒီတိုင်းပဲသွားမယ်ဆိုရင်အတန်ကတိတ်မလိုက်ဘူးเนาะကျွန်တော်ပြပေးမယ်အဲဒီတော့မှဆိုရင်အတန်ကျွန်တော်တို့မပြည့်ဘူးလို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်နှဲကိုထပ်ပြီးတော့လိလေးတစ်ခုထပ်ပြီးတော့ကျွန်တော်ပိုးလိုက်တယ်ပေါ့နော်ဒီမှာပေါ့နော်ဆော်လီလေးတစ်ခုကိုထပ်ပြီးတော့ပိုးလိုက်တယ်ပေါ့နော်ဒန်ဖလော်လေးမှာတုံးနေကြဆော်လီကိုထပ်ပြီးပိုးလိုက်တဲ့အချိန်မှာနှဲနဲ့ပေါင်းပြီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော်လေးပြည့်စုံဖြစ်သွားတယ်လို့ခံစားရတယ်เนาะဒီမှာလဲကျွန်တော်humanize လိုချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီရဲ့ note တွေအကုန်လုံးကိုလည်းအပေါ်ကကျွန်တော်နှဲအတိုင်းကိုပဲလိုက်ပြီးတော့ချလာတယ်ပေါ့နော်အဲ့ဆိုတော့ humanize ရရတယ်ပေါ့နော်ကျွန်တော်အဲ့နဲ့ဒီဟာကိုနားထောင်ကြည့်လိုက်တဲ့အချိန်မှာမြန်မာပုံတွေကို arrangement နဲ့ကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်စပြီးတော့သချင်းဝင်ပြီးဆိုတော့ကျွန်တော်တို့ကဘေးလက်တက်ထားတယ်ပေါ့နော်ဘေးလက်နဲ့စပြီးတော့သချင်းဝင်လာခဲ့တယ်ပေါ့တော့ဘေးလက်မှာကျွန်တော်မြန်မာပုံတွေထည့်ပြီးလုပ်ထားတယ်arrangement ကတော့ကျွန်တော်ကဟိုပုံမှန်သူ့ original တချင်ပေါ့နော်ဒါအရင်တော့ကဦးညီတို့ဆိုခဲ့တယ် melody နိုင်ကျွန်တော်လည်းဆိုခဲ့တယ်အဆိုတော့အများကြီးဆိုခဲ့တယ်ပေါ့နော်ဆိုတော့ဆိုထားတဲ့အတိုင်းကိုပဲကျွန်တော် arrangement ကိုယူထားတယ်ကျွန်တော်တို့ကတစ်ခုပဲပို့ပြီးလုပ်လိုက်တယ် second correct ဝင်ပြီးသွားတဲ့အချိန်မှာကျွန်တော်second correct ကိုကျွန်တော် phone to phone နဲ့ဝင်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဘာချပြီးတော့ brain down ချပြီးကျွန်တော်ဘေးလောက်ချပြီးတော့အဲ့လိုမြန်မာပုံနေနဲ့ကျွန်တော်ဝင်လာတယ်ပေါ့နော်ကိုထားကောင်ကျွန်တော်ပြောကြရတယ်ဒီနေရာလေးမှာကျွန်တော်ဒါလေးသုံးနေတယ်ပေါ့နော်ဆိုတော့မြန်မာကျွန်တော်ဒီအချိန်မှာသူ့လေးလိုက်ပြီးနေကိုလိုက်ပြီးနေတယ်ဘေးလည်းပြီးတယ်ကျွန်တော်အပေါ်အနေနဲ့ကျွန်တော်တို့က drop တစ်ခုထည့်လိုက်တယ်ပေါ့နော်ကျန်တာတွေကတော့သူ့ရဲ့ original သချင်း arrangement အတိုင်းပဲကျွန်တော်တို့သွားထားတယ်ပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်တကယ်ချင်း memory ရဲ့ vocal ပေါ့နော်အခုဖွင့်ပြတဲ့ vocal ကတော့ processing မလုပ်ထားသေးတဲ့ vocal ဖြစ်တဲ့အဲ့လိုမျိုးလေးပေါ့နော်ဒီသချင်းတစ်ပုဒ်လုံးကိုကျွန်တော်ဖန်တီးထားတာလေးတွေကိုအခု breakdown ချပြသွားဖြစ်ပါတယ် Dan Flow ရှိ DJ เนาะကျွန်တော် recommend ပေးတာတော့ Invest Audio က sample တွေကတော့တော်တော်လေးကောင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကဒီလောက်နဲ့ပဲနားမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြမယ်ကျွန်တော်နောက်ထပ်စိတ်ဝင်စားတဲ့ကောင်းတဲ့ဗီဒီယိုတွေအများကြီးတင်သွားဖို့ရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပြောကြပါဦး